မင်္ဂလာပါခင်ဗျာဗီဒီဒီက channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဂျာမင်ကိုကိုစားပြုပြီးလာမင်းရဲ့အေးချက်နဲ့ဓာတ်သဘောဝကိုဆောင်ထားတဲ့တနင်္လာသားသမီးတွေအတွေ့အထူးဟောစတန်တစ်ရက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မဟာဘုတ်ဗီဒီပညာအရဒီနေ့မှာဆိုရင်တနင်္လာသားသမီးတွေရဲ့မွေးနှံကြိုတနင်္လာကြိုဟာဆိုရင်ဘင်္ဂဌာနကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်လို့ဒီအချက်ပေါ်ကိုမူတည်ပြီးမြန်မာတက္ကရာ1388ခုနှစ်ခရစ်နှစ်အားဖြင့်2026ခုနှစ်ဧပြီလကနေ2020ခုဧပြီလအထိတစ်နှစ်တာအတွင်းကြုံတွေ့ရမယ့်ကံကြမ္မာတွေလူမှုရေးစီးပွားရေးနဲ့အခြေအနေတွေကိုအသေးစိတ်ဟောကြားပေးသွားမှာပဲဖြစ်ပါတယ်။ဒါအပြင်နက္ခတ်ဘေးရင်သဘောတရားအရလအလိုက်ကြုံတွေ့ရမယ့်အခြေအနေတွေကိုပါပြပြစုံစုံဟောကြားပေးသွားမှာဖြစ်တဲ့အတွေ့ဗီဒီယိုကိုတော့အဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်။မိတ်ဆွေတို့ရဲ့အတိအကျွမ်းတွေထဲမှာတနင်္လာသားသမီးတွေရှိနေမယ်ဆိုရင်လည်းဒီ hostel လေးကိုမျှဝေပေးဖို့အကြံပြုပါရစေမြန်မာဗီဒီပညာရပ်မှာဆိုရင်နေ့နဲ့အလိုက်ထူးခြားတဲ့ဇေယျလက္ခဏာတွေရှိကြပါတယ်တနင်္လာသားသမီးတွေကိုတော့ကြားနဲ့တင်စားလေးရှိကြပါတယ်ကြားရဲ့သဘောအတိုင်းပဲတနင်္လာသားသမီးတွေဆိုတာကတကိုယ်တော်နေထိုင်တတ်ပြီးတော့ခွန်အားကြီးမှကြသူတွေပါတီးခံဆောင်ဆိုင်နိုင်စွမ်းနေလဲအလွန်ကိုကောင်းပါတယ်အသေးစိတ်ကိုဂရုစိုက်တတ်တဲ့သူတွေအဖြစ်လဲအမြကထင်မြင်မိကြပါတယ်ကိုယုံကြည်မှုအပြည့်အဝရှိပြီးတော့မှဘယ်အရာကိုမဆိုကိုရင်ကိုကြဦးစီးဦးဆောင်လှုပ်ဆောင်ရတာကိုပို့ပြီးတော့မှနှစ်သက်ကြပါတယ်တနင်္လာသားသမီးတွေတို့ပြောလိုက်တာနဲ့အများစုပြင်းမြင်မိကြတယ်အဓိကအချက်၅ချက်ရှိပါတယ်တနင်္လာသားသမီးတွေဟာဆိုရင်အများရဲ့အမြင်တွေမှာနံပါတ်1အေးဆေးတည်ငြိမ်ပြီးတော့မှသဘောကောင်းသူများလာမင်းကိုအစွဲပြုထားတဲ့အတွေ့သူတို့ကိုအေးမြသူတွေသဘောထားနုညံ့သူတွေလို့အများကထင်မြင်မိကြပါတယ်သူတို့နဲ့စကားပြောရတာကအလွန်အင်မတန်မှအေးချမ်းတယ်ပြဿနာရှာတဲ့အလေးတွေလည်းမရှိကြဘူးလို့ထင်မိကြပါတယ်ဒါပေမဲ့လို့တကယ်တမ်းလက်တွေ့မှာတော့တနင်္လာသားသမီးတွေဆိုတာကအေးအေးဆေးဆေးနေတာထက်တီးခံနေတာကပို့ပြီးတော့များပါတယ်နံပါတ်2အသေးစိတ်ဂရုစိုက်လွမ်းသူများအလုပ်ခွင်မှာပဲဖြစ်ဖြစ်လူမှုရေးနယ်ပယ်တွေမှာပဲဖြစ်ဖြစ်အသေးဖွားလေးတွေကစားလို့စနစ်တကျလုပ်တတ်သူတွေဖြစ်ပါတယ်တက်ရက်တဲ့အမှားမခံမှုလို့အများကထင်မြင်ကြပေမဲ့လို့တခါတလေမှတော့အဲ့ဒီအချစ်တွေကပဲတနင်္လာသားသမီးတွေရဲ့စိတ်ပီစီမှုတွေကိုပို့ပြီးတော့များစေတတ်ပါတယ်နံပါတ်3ကြားစိတ်တဲ့ရှိသူများအပြင်ပန်းကကြည့်ရင်အေးဆေးသလောက်တကယ်တမ်းပြက်ပြက်သားသားလောက်ရတဲ့အချိန်တွေမှာတော့ကြားရကောင်လို့ခွန်အားကြီးမှကြပါတယ်ပြက်သားတယ်အေးဆေးသလောက်စိတ်ဆိုးရင်ကြောက်ဖို့ကောင်းတယ်လို့လဲသတ်မှတ်ထားကြပါတယ်တနင်္လာသားသမီးတွေရဲ့တိခတ်နိုင်စွမ်းအကန့်အသတ်ကိုကျော်သွားရင်တော့ပြက်သားတဲ့သဘာဝတွေလည်းရှိနေတတ်ကြပါတယ်နံပါတ်4စကူးရင်ဆန်ပြီးတော့မှအနုပညာမျက်စိရှိသူများလာမင်းရဲ့လွှမ်းမိုးမှုကြောင့်လို့အနုပညာဝါသနာပါသူတွေစိတ်ကူးရင်တဲ့သူတွေဖန်တီးမှုအကောင်းပြီးတော့ဝါသနာတစ်ခုကိုဆွဆွမြဲမြဲလုပ်တတ်သူတွေအဖြစ်အများစုကထင်မြင်မိကြပါတယ်နံပါတ်5စိတ်အပြောင်းလဲမြန်သူများလာမင်းဟာဆိုရင်အမြဲတမ်းပုံစံပြောင်းနေတယ်လို့ပဲတနင်္လာသားသမီးတွေရဲ့စိတ်နေစိတ်ဓာတ်ဟာဆိုရင်လဲခဏပြောင်းလဲနေတတ်ပါတယ်အခုနာရင်ပျော်ရွှင်နေပြီးတော့အခုကြတော့ဝမ်းနေနေပြီဆိုတဲ့အခြေအနေမျိုးတွေပါဒီချစ်ကတော့တခြားသူတွေကတနင်္လာသားသမီးတွေရဲ့အပေါ်မှာထင်မြင်မိတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်အဓိကအကျဆုံးကတော့တနင်္လာသားသမီးတွေဆိုတာကချုပ်ကျခံရတာကိုမကြိုက်နှစ်သက်ကြပါဘူးထိန်းချုပ်ဖို့လဲခက်ခဲတဲ့သူတွေပါဆိုတော့ဒီနေ့မှာတော့တနင်္လာဂျိုကဘင်္ဂဌာနကိုရောက်ရှိနေတာဖြစ်ပါတယ်ဘင်္ဂဆိုတာကပစ္စည်းချင်းအပြောင်းလဲလို့အဓိပ္ပာယ်ရရှိပြီးမဟာဘုတ်ဗေဒင်ဇယားရဲ့အောက်ဆုံးထဲမှာတည်ရှိပါတယ်ဒါပေမဲ့လို့တနင်္လာဂျိုကဲ့သို့တောမဂျိုတွေဟာဆိုရင်ဘင်္ဂဌာနကိုရောက်ရှိတဲ့အခါမှာပပဂျိုတွေဖြစ်တဲ့တနင်္ဂနွေအင်္ဂါစနေနေ့တွေလောက်တော့ကန်ဆိုမှုတွေကမပြင်းထန်ကြပါဘူးဒါပေမဲ့လို့ဒီနေ့တွင်းမှာဆိုရင်တော့တနင်္လာသားသမီးတွေရဲ့ဘဝမှာအတိတ်အကျနဲ့အပြောင်းလဲတွေများစွာကြုံတွေ့ရတတ်ပါတယ်ဒီနေ့တွင်းမှာဆိုရင်တနင်္လာသားသမီးတွေရဲ့စိတ်နေသဘောထားကရုပ်တရက်မိုးရွာချပြီးချက်ချင်းနေပြန်ပွင့်တယ်လို့မျိုးအပြောင်းလဲတွေအရန်ကိုမြန်ဆန်နေပါလိမ့်မယ်တခါတလေမှာတော့လမ်းလျှောက်နေရင်လမ်းပြောင်နေသလိုခံစားရတတ်ပါတယ်မိဘတွေဒါမှမဟုတ်ချစ်သူအိမ်ထောင်ပိတ်တွေအပေါ်မှာစိုးချင်လွှတ်ချင်တဲ့စိတ်ကလေးတွေဟာဆိုရင်တော့ပို့ပြီးတော့မှဖြစ်နေတတ်ပါတယ်ဒီနေ့မှာထူးခြားတာတစ်ခုကတော့အရင်နှစ်တွေထက်မိမိတို့ရဲ့မှမှတ်ဉာဏ်တွေမှာဖြတ်ထိုးဉာဏ်ပိုကောင်းပြီးတော့လူတီများထင်ရှားလာတတ်ပါတယ်စကားပြောဆိုတဲ့နေရာမှာလည်းပူပြီးဆွဲဆောင်မှုရှိနေပါလိမ့်မယ်ဒါပေမဲ့စိတ်ထိခိုက်လွယ်တာမျိုး
ခုခုဆိုလက်နဲ့ကြောက်တတ်တာမျိုးတွေဖြစ်တတ်ပါတယ်ကိစ္စတစ်ခုကိုမလုပ်ခင်ကတည်းကကြိုတင်ပူပန်နေတတ်တဲ့အကျင့်စရိတ်လေးတွေလည်းဝင်လာတတ်ပါတယ်အရေးကြီးဆုံးအချက်ကတော့မိမိဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့တစွက်ထိုးအကျင့်လေးတွေလည်းရှိလာတတ်ပြီးတော့ကိုယ့်ကိုထိပါလာရင်ပြင်းပြင်းထန်ထန်တုတ်ပြန်တတ်တဲ့ဇယုံမျိုးတွေလည်းဖြစ်ပေါ်လာပါမယ်ဒါဟာဆိုရင်တနင်္လာနေ့ဘင်္ဂဌာနတို့ပေါင်းဆက်သွားတဲ့အဓိကသက်ရောက်မှုပါမိမိကိုထိပါလာလို့လက်တော့ပြန်နေဆိုတာကလောကိကြီးအရာမှန်ကန်ပေမဲ့လိုအပ်တာတွေပို့ပြီးကျူးလန်သွားရင်တော့ကိုပြန်ပြီးထိခိုက်တာမျိုးတွေကိုတော့အထူးသတိထားစေချင်ပါတယ်အခြေရင်းနဲ့အင်ထောင်ရေးကဏ္ဍများဘင်္ဂဌာနရဲ့တက်ရောက်မှုကြောင့်လို့ဒီနေ့တွင်းမှာဆိုရင်တနင်္လာသားသမီးတွေရဲ့အခြေရင်းနဲ့အင်ထောင်ရင်းကဏ္ဍတွေမှာအနှဲငယ်နေနေတတ်ပါတယ်အထူးသတိထားရမှာကတော့အယုံလွယ်ချင်းပါပဲအခြေရင်းနဲ့ပတ်သက်လာရင်မုံမမြင်လေးမမြင်ယုံကြည်မိကြပြီးတော့မှဒုက္ခရောက်တတ်ကြပါတယ်တချို့ဆိုရင်နှလုံးသားရေးရာကိစ္စတွေကြောင့်လို့ကိုယ့်ရဲ့ကျန်းမာရေးနဲ့စီးပွားရေးလုပ်ငန်းတွေကိုပါထိခိုက်လာတတ်ပါတယ်ဒတဂီရီလိုမျိုးအခြေရည်တယောက်မေတီတာအတွေ့ထီနန်းရောအသက်ခန္ဓာကိုပါဆွန့်လက်ခဲ့ရတာကိုသင်ခန်းစာယူသိရှင်းပါတယ်နောက်တစ်ခုကတော့တဝန်တိုချင်းနဲ့စိုးရင်စိတ်လွန်ကက်ချစ်မှာကိုယ့်ရဲ့အိမ်ထောင်ဖက်ဒါမှမဟုတ်ကိုချစ်သူအပေါ်မှာတဝန်တိုစိတ်တွေကအရင်နှစ်တွေထက်အများကြီးပိုကဲနေပါလိမ့်မယ်ပုံမှန်ဆက်ဆက်နေကြသူတွေအပေါ်မှာတော့ယုံကြည်မှုတွေကကင်းမဲ့နေတတ်ပါတယ်တကယ်တော့လူဆိုတာကကိုချစ်ရတဲ့သူတွေကိုတခြားသူတွေကစံချီတမင်မျှမျက်စိတမိတ်စာလောက်လေးတောင်ဝင်ရောက်ဆိုးမိုးတာကိုမလိုလားကြပါဘူးကိုချစ်ရတဲ့သူကိုတယောက်တည်းကပဲပတ်စံချင်းနဲ့ဆိုးမိုးခြင်းနဲ့စိုးတူကောင်းခဲ့ကိုကပဲပတ်စံချင်းနဲ့ဆိုတဲ့စိတ်တွေကြောင့်ဒီနေ့တွင်းမှာဆိုရင်စိတ်ဆင်းရဲမှုတချို့တွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့လို့သတင်းကောင်းလေးတစ်ခုကတော့ဒီနေ့တွင်းမှာကိုယ့်ရဲ့လက်တဲ့ဖော်ကကိုယ့်အပေါ်မှာကျင်နာဂယုစိတ်ပြီးအလိုလိုက်တတ်ကြပါတယ်ချစ်သူစုံတွဲတွေဖြစ်စေအိမ်ထောင်ရှင်တွေဖြစ်စေအကြောင်းမျိုးမျိုးကြောင့်လို့ခွဲခါနေရတာမျိုးတွေနေရင်အတိအကျမရှိပဲခဏခဏပြောင်းရွှေ့ရတာမျိုးတွေကြုံတွေ့ရနိုင်ပေမဲ့လို့တူဦးပေါ်တူတန်ရောစဉ်ကတော့အလွန်ကြီးမားနေတတ်ပါတယ်အဓိကမှတ်ထားရမှာကတော့ဒီနေ့တွင်းမှာဆိုရင်အခြေရင်းနဲ့အိမ်ထောင်ရေးကဏ္ဍတွေမှာအယုံလွယ်တာနဲ့တဝန်တိုတာကိုတော့အထူးသတိထားပေးပါတနင်္လာသားသမီးတွေဟာလာမင်းရဲ့လွှမ်းမိုးမှုကြောင့်လို့ခန္ဓာကိုယ်အတွင်းကအရည်ကြီးတွေအစာချေစနစ်နဲ့ဟော်မုန်းဆိုင်ရာပြဿနာတွေကြုံတွေ့ရတတ်ပါတယ်ဘင်္ဂဌာနရဲ့အကျိုးသက်ရောက်မှုကြောင့်လို့စိတ်ပီစည်းမှုအခြေခံတဲ့ယောဂတွေကိုတော့သတိထားရပါမယ်အထူးသဖြင့်အေးအေးပတ်တာမျိုးချောင်းဆိုးတာမျိုးခေါင်းကိုက်တာမျိုးတွေကမကြာခဏဖြစ်ပွားတတ်ပါတယ်ပြီးတော့အရင်ကတည်းကရှိခဲ့မှုတဲ့ယောဂဟောင်းတွေလည်းပြန်ပေါ်လာတတ်ပါတယ်ဒါကြောင့်ဒီနေ့တွင်မှာဆိုရင်တနင်္လာသားသမီးများအနေဖြင့်ကျန်းမာရေးကိုတော့အထူးဂရုစိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်အလောက်ကိန်းနဲ့စီးပွားရေးကဏ္ဍတွေမှာတော့ဒီနေ့တွင်မှာတနင်္လာသားသမီးတွေဟာဆိုရင်စီးပွားဥစ္စာကိုခင်တက်ပြီးတော့ငွေရှာရတဲ့နေရာမှာဆွဲရှိကြသူတွေဖြစ်ပါတယ်အလုပ်တစ်ခုတည်းကိုပဲရုံရုံကြီးကြီးနဲ့တည်တည်ငြိမ်ငြိမ်လုပ်တတ်ကြပါတယ်ဒါပေမဲ့လို့သတိထားရမှာတစ်ခုကတော့ပစ္စည်းပြောက်တာဒါမှမဟုတ်ငွေကြေးအဝင်အတွက်မတည်ငြိမ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရွှေငွေပစ္စည်းဥစ္စာတွေကိုအသိစီလွန်တာမျိုးအထားမားတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်ဒီအချက်ကိုတော့သတိထားပေးပါနောက်တစ်ခုစီးပွားရေးကဏ္ဍနဲ့ပတ်သက်လို့အရေးကြီးဆုံးအချက်ကတော့ဖြတ်လန်းနည်းနဲ့ငွေရှာတာပါလောင်ကစားလုပ်တာတွေကိုလုံးဝရှောင်ကျဉ်ရပါမယ်ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ချင်းကိုယ်စမ်းညံစမ်းတွေကြိုးစားရှာဖွေပါဒီနေ့တွင်းမှာဆိုရင်ကိုယ့်ရဲ့စစ်မှန်တဲ့လိုအားခနဲ့ရှာဖွေထားတဲ့အရာတွေသာတည်မြဲနေပြီးတော့ဖြတ်လန်းနည်းကနေရရှိလာတဲ့ငွေကြေးတွေကတော့လုံးဝမတည်မြဲနိုင်ဘူးဆိုတာကိုတော့အထူးသတိထားသိချင်ပါတယ်ဆက်လက်ပြီးတော့နက္ခတ်ဘင်းသဘောတရားအရလားလိုက်ကြုံတွေ့ရမယ့်အခြေအနေတွေကိုပါဟောကြားပေးသွားမှာပဲဖြစ်ပါတယ်တကူလဆိုတာကခရစ်နှစ်အပြင်2026ဧပြီလနဲ့မေလကာလတွေပဲဖြစ်ပါတယ်ဒီကာလမှာဆိုရင်နေမင်းကြီးဟာမိတ္တရာသီမှာအထွက်အထိပ်ဥအိမ်အဖြစ်တည်ရှိနေပေမဲ့လို့တနင်္လာကျိုးနေ့ရန်တက်အခန်းတွေရှိပါတယ်ဒါကြောင့်ဒီကဏ္ဍတွေမှာဆိုရင်လုပ်ငန်းအသစ်တွေစတင်ဖို့စိတ်အားထက်သန်နေပါလိမ့်မယ်သို့ပေမဲ့လို့ဘင်္ဂဌာနရဲ့တဘောဝအရာဆုံးဖြတ်ချက်တွေကဝေဝါးနေတတ်ပါတယ်လူကြီးမိဘတွေအထိတ်လူကြီးတွေနဲ့အယူအဆလွဲမှားတတ်လို့စကားပြောဆင်ခြင်းမှာဒေါသကိုရှေ့တန်းမတင်မိဖို့သတိပြုပေးပါကဆုံလဆိုတာကတော့မေလနဲ့ဇွန်လကာလတွေပဲဖြစ်ပါတယ်ဒီကာလမှာဆိုရင်တနင်္လာကျိုးဟာပိဋကရာသီမှာဥအနေထားကိုရောက်ရှိနေတဲ့အတွေ့တနင်္လာသားသမီးတွေအတွေ့
အထူးကောင်းမွန်တဲ့လတ်တလဖြစ်ပါတယ်ငွေကြီးအလွန်ကန်ကောင်းမယ်ရက်ဝေးကနေလက်လာပါတွေဝင်လာတတ်ပါတယ်အိမ်ထောင်ရေးအခြေရေးတွေမှာနားလည်မှုတွေရရှိပြီးတော့ပျော်ရွှင်ရပါမယ်ဩဇာအာဏာတိုးတက်မဲ့ကာလတစ်ခုပါရရှိလာတဲ့ငွေကြီးတွေကိုအသွင်အဆွဲမဖြုံးသိမှုဖို့တော့သတိထားသင့်ပါတယ်နေုံလဆိုတာကခရစ်နှစ်အပြင်ဇွန်လနဲ့ဇူလိုင်လတွေပါဗုဒ္ဓဟူးအိမ်မှာရောက်ရှိနေတဲ့ကာလပါစာချုပ်စာတမ်းကိစ္စတွေဘ ഹു တုတပညာရှာဖွေတာတွေကအထူးကိုအောင်မြင်ပါမယ်ဖြက်လက်တက်ကြွနေပါလိမ့်မယ်ဒါပေမဲ့လို့စိတ်ထဲမှာတစ်ခုမဟုတ်တစ်ခုနဲ့အမြဲတမ်းစိုးရင်ပူပန်နေတဲ့ overthinking ကိုတော့တတိထားသင့်ပါတယ်အရေးပြတာနဲ့အာယုံကြောအားနေတာကိုတော့အထူးဂရုစိုက်ပေးပါဝါဆိုလာတင်းနှင်းလာကျူရဲ့ကိုယ်ပိုင်အိမ်ကိုရောက်ရှိနေတဲ့ကာလဖြစ်ပါတယ်စိတ်သက်ခွန်အားတွေပြန်လည်ပြီးတော့ပြေဝလာပါမယ်ဝါဆိုလာဆိုတာကခရစ်နှစ်အပြင်ဇူလိုင်လနဲ့ဩဂုတ်လတွေပဲဖြစ်ပါတယ်ဒီကာလတွေမှာဆိုရင်မိသားစုရေးအိမ်တွင်းရေးပြဿနာတွေကိုယ်ကပဲဥဆောင်ပြီးတော့ဖြည့်ရှင်းနေရသူဖြစ်ပါလိမ့်မယ်ခရီးဝေးတွေသွားရတဲ့ပြီးတော့အဲ့ဒီခရီးကနေအကျိုးမြတ်တွေရရှိပါလိမ့်မယ်ဒီကာလမှာဆိုရင်မိမိတို့ရဲ့စိတ်ဓာတ်ကနူးညံ့တိမ်မွေ့နေပြီးတော့တခုခုဆိုဝမ်းနေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်လို့မိမိတို့ရဲ့အားငယ်တဲ့စိတ်ကိုတော့သတိထားပေးပါဝါခေါင်လဆိုတာကခရစ်နှစ်အပြင်ဩဂုတ်လနဲ့စက်တင်ဘာလကာလတွေပဲဖြစ်ပါတယ်နေမင်းကြီးဟာဆိုရင်မိမိတို့အိမ်မှာပြန်လည်ဖြစ်တည်လာတဲ့ကာလပဲဖြစ်ပါတယ်ဘင်္ဂဌာနရဲ့အရှိန်ကြောင့်လို့အလုတ်ခွင်တွေမှာဖိအားတွေမျှလာတတ်ပါတယ်ကိုယ့်ရဲ့စ조사အထောက်မှုတွေကိုတခြားသူတွေကအသိမှတ်မပြုဘူးလို့လည်းခံစားရပါမယ်ကျမရေးတွေအနှဲငယ်ညံ့နေပါတယ်အလုတ်ထွက်ခြင်းတဲ့စိတ်တွေလည်းဖြစ်ပေါ်လာတတ်ပေမဲ့လို့တိခံပြီးကြောပြတ်ဖို့တော့အကြံပြုချင်ပါတယ်တော်တလင်းလဆိုတာကခရစ်နှစ်အပြင်စက်တင်ဘာလနဲ့အောက်တိုဘာကာလတွေပဲဖြစ်ပါတယ်ဒီကာလတွေမှာဆိုရင်ဝန်ဖန်ပိန့်ချနိုင်စွမ်းနေအကောင်းနေတဲ့လာတလဖြစ်ပါတယ်အသေးစိတ်ဂရုစိုက်လှုပ်ဆောင်ရမယ့်အလုပ်တွေမှာပို့ပြီးတော့အောင်မြင်မှုတွေရရှိတတ်ပါတယ်စီးပွားရေးအစီအစဉ်တွေစတင်ဖို့ကောင်းမှန်ပါတယ်အောက်လက်ငယ်သားတွေစီကနေအကူအညီတွေရရှိပါလိမ့်မယ်ဒီကာလမှာဆိုရင်တော့အစာအိမ်နဲ့ဦးလန်းချောင်းကျန်းမာရေးကိုတော့ဂရုစိုက်ပေးပါသတင်းကြွက်လာဆိုတာကခရစ်နှစ်အပြင်အောက်တိုဘာလနဲ့နိုဝင်ဘာလကာလတွေပဲဖြစ်ပါတယ်ဒုက္ခတဲ့ဆောင်တဲ့တောက်ကြအိမ်ကိုရောက်ရှိနေတဲ့ကာလလည်းဖြစ်ပါတယ်ဒါကြောင့်လို့လူမှုရေးနယ်ပယ်တွေမှာမျက်နှာပွင့်ပါမယ်မင်္ဂလာကိစ္စတွေပျော်ပွဲရှင်ပွဲကိစ္စတွေကြုံတွေ့ရတတ်ပါတယ်အမှုအခင်းရှိနေသူများလည်းအနိုင်ရရှိပါလိမ့်မယ်လက်တော့ဖို့စီကနေပြီးတော့မှအဖို့တန်လက်ဆောင်ပစ္စည်းများလည်းရရှိတတ်ပါတယ်ဒါပေမဲ့လို့အယုံကြည်လွယ်တာကြောင့်လို့ငွေကြေးနဲ့အနှဲငယ်အထွတ်တွေများနေတာကိုတော့သတိပြုပေးပါတဆောင်မုံလဆိုတာကခရစ်နှစ်အပြင်နိုဝင်ဘာလနဲ့ဒီဇင်ဘာလကာလတွေပဲဖြစ်ပါတယ်တနင်္လာကျိုးဟာဆိုရင်ပိတ္တရာသီမှာနေ့အနေရောက်ရှိနေတဲ့အတွေ့အထူးသတိထားရမယ်ကာလတစ်ခုဖြစ်ပါတယ်ဒီကာလမှာဆိုရင်တော့စိတ်သက်ကြတာစိုးရင်စိတ်လွန်ခဲ့တာတွေဖြစ်ပေါ်နေပါလိမ့်မယ်မတော်တဆထိခိုက်မှုလေးတွေလည်းရှိလာနိုင်လို့တွားရေးလာရေးတွေကိုတော့သတိထားစေချင်ပါတယ်လက်ဝဲရန်သူတွေပေါ်ပေါက်လာတတ်ပါတယ်ဒီကာလဟာဆိုရင်အန်ဒီရဲ့အများဆုံးလဖြစ်လို့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလုံးဝမချပါနဲ့ဘာသာရေးတွေကိုအထူးဂရုစိုက်ပြုလုပ်ပေးစေချင်ပါတယ်နတော်လဆိုတာကခရစ်နှစ်အပြင်ဒီဇင်ဘာလနဲ့ဇန်နဝါရီလ2029ကာလတွေပဲဖြစ်ပါတယ်ဒီကာလမှာဆိုရင်တနင်္လာကျိုးကဂျာတာပရိအိမ်ကိုရောက်ရှိနေတာဖြစ်တဲ့အတွက်ဘာသာရေးကုသရေးတွေမှာပို့ပြီးတော့စိတ်ဝင်စားလာပါမယ်လူကြီးသူမတွေစီကနေလမ်းညွှန်မှုတွေရရှိပါလိမ့်မယ်ပညာရေးနဲ့သင်တန်းကိစ္စတွေအောင်မြင်ပါလိမ့်မယ်စိတ်အေးချမ်းမှုတွေပြန်လည်ရရှိလာမယ်ကာလတစ်ခုဖြစ်ပါတယ်တဇွတ်ထိုးလုပ်တဲ့အကျင့်လေးတွေကိုတော့ထိန်းချုပ်ဖို့လိုအပ်ပါလိမ့်မယ်ပြတ်တိုလဟာဆိုရင်ခရစ်နှစ်အပြင်2029ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလကာလတွေပဲဖြစ်ပါတယ်ဒီကာလမှာဆိုရင်စနေကျိုးအိမ်ကိုရောက်ရှိနေတဲ့ကာလပါဒါကြောင့်လို့အလုတ်ကင်ကဏ္ဍတွေအရန်များနေပြီးတော့အနားမယူပဲဖြစ်နေပါလိမ့်မယ်ကြိုးစားတဲ့တော့ရလက်တွေကလည်းချစ်ချင်းမထွက်လို့စိတ်ပြတ်တတ်ပေမဲ့လို့နောက်ပိုင်းမှာသိချပေါ့အရာထင်လာမဲ့ကာလတစ်ခုဖြစ်ပါတယ်ဒီကာလမှာဆိုရင်ကျန်းမာရေးနဲ့ပတ်သက်လို့အေးပတ်တာမျိုးအယိုးအဆစ်နာကျင်တာမျိုးတွေကိုသတိထားပေးပါတပိုထွဲလာဆိုတာကခရစ်နှစ်အပြင်ဖေဖော်ဝါရီလနဲ့မတ်လကာလတွေပဲဖြစ်ပါတယ်လက်လာပတ်နေအတိမိတ်ဆွေတွေကြုံတွေ့ရမယ်လက်တလလို့ဆိုရမှာပါမမျှော်လင့်ပဲငွေကြီးအစုလေးပြုံလိုက်တွေဝင်လာတတ်ပါတယ်မိတ်ဆွေဟောင်းတွေနဲ့ပြန်လည်ဆုံတွေ့ရပါမယ်ဆိုရှယ်မီဒီယာသို့မဟုတ်အွန်လိုင်းလုပ်ငန်းတွေကနေပြီးတော့မှအထူးအောင်မြင်ပါလိမ့်မယ်အပေါင်းအသင်းတွေကြောင့်င
ငွေကြေးအကုန်ကြတွေလည်းမျှတက်ထားကိုတော့သတိပြုပေးပါတပေါင်းလ2029မက်လကနေပြီးတော့ဧပြီလရဲ့နှစ်တစ်နှစ်ရဲ့အဆုံးသတ်ခြင်းပြည့်စုံခြင်းကာလပါဒီနှစ်တာလုံးစူးစမ်းခဲ့သမျှရဲ့အသီးပွင့်တွေကိုခံစားရမယ်ကာလလည်းဖြစ်ပါတယ်ဒီကာလတွေမှာဆိုရင်ခရီးဝေးသွားရတတ်ပါတယ်အိမ်ထောင်ရေးမှာဆိုရင်နားလည်မှုတွေအပြည့်အဝပြန်လည်ရရှိလာမယ်ကာလတစ်ခုလည်းဖြစ်ပါတယ်စိတ်ချမ်းသာဆုံးလတ်တလလည်းဖြစ်ပါတယ်အတိုက်ကကိစ္စအဟောင်းတွေကိုပြန်တွေးပြီးစိတ်မညစ်ပါနဲ့မိမိတို့ရဲ့အောင်မြင်မှုကိုနောက်နှစ်မှာဆက်လက်ပြီးတော့တည်တတ်နိုင်ဖို့အတွက်မိမိတို့ရဲ့ဆုံးဖြတ်ချက်တွေမိမိတို့ပြုလုပ်ခဲ့တဲ့ဘာသာရေးတွေကိုစ조사အားထုတ်ပြီးတော့ပြန်လည်ဆင်ခြင်သုံးသပ်ရမယ်ကာလတစ်ခုဆိုတာကိုတော့မမေ့စေချင်ပါဘူးအနှစ်ချုပ်အဖြစ်ပြောရရင်မြန်မာတက္ကရာ1388ခုနှစ်2026ဧပြီလမှာ2029ဧပြီလအတွင်းတနင်္လာသားသမီးတွေဟာဆိုရင်စိတ်မတည်ငြိမ်မှုတွေမျှနေမဲ့အတွက်ဒီနှစ်တစ်နှစ်ကိုတော့အထူးသတိထားပေးပါအခြေရေးကဏ္ဍတွေမှာတော့အယုံလွယ်တာတဝန့်တိုးတာတွေကိုတော့ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်ကျမ်းမာရေးကဏ္ဍတွေမှာလည်းအတွေ့အများပြီးအိမ်မပြောတာမျိုးစိုးရင်တော့ကမျှတတ်တာကြောင့်လို့ဘုရားတရားများများလုပ်ပေးပါစီးပွားရေးကဏ္ဍတွေမှာဆိုရင်တော့ဖြက်လန်းကိုမလိုက်ပါနဲ့ပစ္စည်းဥစ္စာတွေအထားအသို့မှားတတ်ပါတယ်တနင်္လာသားသမီးတွေရဲ့တီးခံတဲ့စိတ်ဓာတ်ဟာဆိုရင်တခြားနေနေတဲ့အများကြီးပို့ပြီးတော့ထူးခြားပါတယ်ဘင်္ဂဌာနကြောင့်ဖြစ်ပေါ်လာမဲ့စိတ်မတည်ငြိမ်မှုတွေကိုတော့ဘာသာရေးနဲ့ဖြစ်စေစာအုပ်စာပေဖတ်ရှုခြင်းဖြင့်ဖြစ်စေထိုင်းချုပ်ပေးပါဥပမာအဖြစ်ပြောရမယ်ဆိုရင်တရားထိုင်တာမျိုးပဋ္ဌာန်းပရိတ်ဂုဏ်တော်တွေကိုရပ်ဖက်ပူဇော်တာမျိုးတွေကိုပြုလုပ်ပေးပါနောက်တစ်ခုကတော့စာအုပ်စာပေတွေကိုဖတ်ရှုပါဒီနေရာမှာသတိထားရမှာကတငယ်ချင်းအတိမိတ်ဆွေတွေကကိုယ့်ကိုအကူအညီတွေအကြံဉာဏ်တွေပေးခဲ့တယ်ဆိုရင်တော့မှသူတို့အတွက်အမြဲတမ်းတစ်ခွက်ကတော့ခြံထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့လို့စာအုပ်စာပေတွေဆိုတာကကျွန်တော်တို့ကိုအပြည့်အဝကူညီပေးနိုင်စွမ်းရှိတဲ့မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့အထူးမှာကြားချင်ပါတယ်လာလိုက်ဟော့စတန်နေမှာဆိုရင်အထူးသတိထားရမယ့်ခန္ဓာတွေကတော့သတင်းရွက်ကာလတွေဖြစ်ပါတယ်သတင်းရွက်နဲ့တပေါင်းလသတင်းရွက်နဲ့တပေါင်းလကာလတွေဆိုတာဟာခရစ်နှစ်အပြင်အောက်တိုဘာလနဲ့မက်လတွေပဲဖြစ်ပါတယ်ဒီကာလတွေဟာဆိုရင်ကံအကောင်းဆုံးလတွေဖြစ်ပါတယ်ဒါကြောင့်လို့ဒီကာလတွေမှာအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်တာလုပ်ငန်းအသစ်တွေစတင်တာမျိုးတွေကိုလှုပ်ဆောင်သင့်ပါတယ်တတိထားရမယ့်လတွေကတော့ဩဂုတ်လနဲ့နိုဝင်ဘာလတွေပါမြန်မာလတွေအပြင်ဝါခေါင်လနဲ့တဆောင်မုံကာလတွေပဲဖြစ်ပါတယ်ဒီကာလတွေမှာဆိုရင်တော့ငွေကြေးကိစ္စနဲ့အရေးကြီးဆုံးဖြတ်ချက်တွေကိုအနည်းအောင်အဆင့်အနေနဲ့အထူးသတိထားပေးဖို့မှာကြားချင်ပါတယ်ဒီနေ့မှာဆိုရင်တော့တနင်္လာဂျိုကဘင်္ဂဌာနကိုရောက်ရှိနေတဲ့အတွက်တနင်္လာသားသမီးတွေရဲ့ဘဝမှာဘဝရဲ့သေခန်းစာအသစ်တွေကိုတင်ယူနေရတဲ့သူတွေဖြစ်ပါတယ်ဒီနေ့မှာတင်ယူခဲ့ရသမျှအရာအလုံးဟာဆိုရင်တနင်္လာသားသမီးတွေရဲ့ရှစ်စစ်ရမယ့်ဘဝတက်လန်းတွေအတွက်အထောက်အကူတွေအများကြီးဖြစ်ပါလိမ့်မယ်လို့သတင်းကောင်းပါရင်ညီကုန်းချုပ်လိုက်ရပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်ကတော့ဘေဒင်ဒီကဆရာဆိုပဲဖြစ်ပါတယ်